ကဲဒီနေ့ဥပုံနေမှာငါဒီနေ့အတွက်ကတော့ငါကောင်းမှုကုသိုလ်တွေများလုပ်ပြီးတော့ငါဘဝအတွက်ငါပအောင်လုံးမှာအရန်မဲ့ဒီနေ့ကုသိုလ်တွေအရန်လုပ်ရမယ်ဟဲ့ဖွာ LV ပါလားဖွာမိဘဘာလာလောက်တာလဲညီမအဖြူနဲ့ညွန်နေဝတ်ထားမှာဥပုံလေးလေဖွာဒီမှာအမြဲတမ်းလာပြီးသီလယူနေကြလားဒီမှာမဟုတ်ငါကိုတက်ကြီးယူနေကြဒီနေ့လည်းဒီမှာယူခြင်းသိရှိလို့လေအဲ့ဒါဖယ်တော့တော်ပါပြီငါတင်နေလိုက်တာပပူဒီမှာတရားအတူတူဝင်ရအောင်လို့ပြောဒါနဲ့ဖွာဘာမှလည်းမပါလာဘူးရောဘာယူလာအောင်မလဲအေးမဖုန်းနဲ့မဆွဲအိမ်နဲ့ဗီဒီယိုဖွာပူလေးစားသမီးတို့လိုဒီမှာရေဘူးတို့ဓာတ်ဘူးတို့စားစရာတွေလေနေဟိုထမင်းစားမယ်တရားသိလိုက်ပြီလေနေကင်းကြလွတ်လာပို့လိမ့်မယ်မိကူချီဘယ်သွားလို့လဲကူချီကမိကူချီကသူ့ယောက်ျားအဖေအိမ်သူ့ယောက်ခမအိမ်သွားတယ်ယောက်ခမရှိသေးရလားရှိတယ်ယောက်ခမဦးဟမ်းမနောက်ပြီးသွားလို့ရှိရင်တော့ဗာလဲသူ့နာမည်တော့မေ့နေပါပူပါလာဗာလဲနည်းနည်း branded တွေပဲဟဲ့ရွှေကြီးမျိုးကြီး branded တွေကြီးပဲငါလည်း branded လေသိရလေဖွာ LV ရဲ့ငါ branded ဆိုတော့မှလည်းမိကူချီယူတဲ့ခုနကလည်း branded ပဲဖြစ်ရမှာပေါ့ဟဲ့လားအဲ့နဲ့ရွှေအပြည့်ငွေအပြည့်နော်ဥပုပ်ကြောင်းလာတာလေဟင်းနေထမင်းနေတာမပါတာတော့ခစ်ကာလာနီးလက်တီးတဲ့အတိုင်းလေအိမ်မှာထားရင်တော့မလုံခြုံတော့ဒီမှာဝတ်ထားတာပေါ့ခဏလေးကြွားချင်နဲ့မပြောဟုတ်ပါဘူးတရားတွေ့တရားမြလာပါဖွာဥပုပ်နောက်ကြလိမ့်မယ်လားတီတာပေးနောက်ကြလိမ့်မယ်လားသွားမယ်ဖွာဘာဖြစ်လို့လဲစဉ်းစားကြမယ်လေစဉ်းစားချိန်တော့ရောက်သွားပြီလားအဖွာတရားဟိုမလုပ်ဘူးလားတရားမမှတ်ဘူးလားမှတ်မှာပေါ့ဟုတ်ပါမိကုချီကလာပို့ပြီလားဖွာပလာသေးဘူးလားဒီကြိုက်တယ်မမျှစားလိုက်ကြဘူးဒီမှာလည်းဒီကြိုက်နဲ့မျှစားမယ်ကျန်တဲ့လူတွေဟာလည်းရှိသေးတာပဲလားအားမနာနဲ့လားဖိုက်စားနေငါသီးကြိုရှိတယ်အချိန်နဲ့စားရတာလားကြောင်ရှာသီးကြော်လေးလားရှာသီးကြော်လေးဟုတ်တယ်ညီတဲ့တက်စာတွေဘာဆက်လာမလဲတခါလေးရှိရလေးထည့်လာတာလေခွားရဲ့ရှာဒီမှာပေါ်တယ်ဟင်းနေရပဒါစုံရှာဒီမှာတီလာမမရေအဲ့လေဟိုတလောကပေါ့ဒေါ်လာဈေးတွေအဲ့လိုကမဖြစ်တော့ဒီမှာတခါတော့လေစားပါဖွာပြီးမှပဲစားပါတော့မယ်ရင်နွေးလေးမြက်ပါအောင်ဒီမှာရင်နွေးโอเคအသက်ကြီးရလို့2ယောက်ရှိတယ်2ခွက်ငယ်ဒီမှာဓာတ်ဘူးမိပေါက်လေဆန်းချောင်းလေညံတော့မိကူရှင်ရတငယ်ချင်းနေသူနဲ့စုံသွားထိတ်မှာမခါစားရပါလားစားတော့ဦးပြီးမှစားမယ်မဒါစားတော့ငေါ့ကြနေအောင်မကောင်းလိုက်တာဟိုတရားအကြောင်းကြီးပါလေးလည်းမ